အားလုံးမင်္ဂလာပါကျွန်တော်တို့တဲ့ရတဲ့တော့ဒီနေ့ကျွန်တော်ပြန်မင်းစားပြဖြစ်ပါတယ်ဒါကတော့အမေသားကြော်ဖြစ်ပါတယ်ဘောကိုကြည့်ပြီးရီးလိုက်အမေသားကြော်လေးထည့်လိုက်ဖြစ်နေပါတယ်ပြီးတော့ဟင်းနဲ့စားတော့ဟင်းကြော်လေးစားပါပြီဒီနေ့ကျွန်တော်နေဟိုကိုကြည့်ရဲကိုပြန်ကြည့်ရကိမနာတော့ပထမဆုံးဆိုတော့နည်းနည်းတော့ကြောက်နေပါတယ်ဒါပေမဲ့ကျွန်တော်အကောင်းဆုံးစူးစမ်းပြီးစောင့်ကြည့်ပါတယ်အချိန်မှာနေတယ်ကျွန်တော်နေတယ်ဟုတ်ကဲ့ကျွန်တော်မဲသားကြော်စားတယ်အထင်းနဲ့စားတယ်ကျွန်တော်အရင်ကြိုက်နေပါတယ်ကြည့်လိုက်ဟုတ်ကြည့်လိုက်ရှက်လိုက်နေကျွန်တော်စားတယ်ကျွန်တော်ကြိုက်နေပါကျွန်တော်အဲ့မှာတလုံးပြီးတလုံးဆိုချနေပါကျွန်တော်အဲ့မှာစဉ်းစားနေပါအောင်စဉ်းစားနေစဉ်းစားကျွန်တော်စားတယ်တော့ခဏရဲရဲပြီးတော့အားလုံးတောင်းပါမယ်ကျွန်တော်စားနေပါပြီစားလို့အရင်ကောင်းတာတန်တော့မထည့်တော့ပါဘူးကောင်းပါမယ်စားလို့ကောင်းရင်ကိုကြည့်ပြီးရှိလိုက်ဒီဘက်ကိုပြန်စားလိုက်ကောင်းလေးနဲ့ပြလိုက်ဖြစ်ပါတယ်ကိုဒီဘိုင်ကျွန်တော်ကောက်ထောင်လိုက်ပါတယ်ကျွန်တော်ကောင်းလာပါကိုဒီဘိုင်ကျွန်တော်ကောက်ထောင်လိုက်ပါတယ်စားတယ်တော့ပြီးသွားလို့ဆိုတော့လေးပြန်ထုတ်လိုက်ပါထောင်ပြတယ်ကြိုက်တယ်အမေကြောင်းရှိရမှာဘာလဲစားတယ်မြတ်မအိုင်ဘာကိုဒီဘိုင်လန်ထောင်းနေစားပါတယ်မြတ်ဘာကိုတူနေတယ်မမကြည့်တယ်မထားတော့မဆူတော့ဆိုတော့တယ်တော့အဲ့မှာမကြိုက်ကြတယ်စားရတယ်ဇာမကြီးရှင်းနေပေါ့ကွာချားလို့ရန်ကောင်းပါလေရန်ကောင်းပါလေဟယ်လိုဘိုင်ဘိုင်မာ